ဒီဗီဒီယိုမှာတော့ဂျေးလို့ခေါ်တဲ့လူတစ်ယောက်အေကန်နာမှာနားနေရင်နဲ့စင်မြင့်ပေါ်မှာတင်ထားတဲ့အယုံမကြီးစီကနေထူဆန်းတဲ့အချက်တစ်ချက်ကိုသတိထားမိသွားတာဗျ။အဲ့ဒါနဲ့သူလည်းအယုံနာကိုတေချာသွားကြည့်ပြီးကင်မရာနဲ့ရိုက်နေတော့မှာပဲတကယ်ကိုကြောက်စရာကောင်းတဲ့မြင်ကွင်းကိုအမီအေးရရိုက်မိခဲ့သွားဗျ။ဂျေးရဲ့ပြောပြချက်အရာတော့အဲ့ဒီအယုံမကိုအဟောင်းဆိုင်တစ်ခုကနေဝယ်လာခဲ့တာတဲ့။ဆိုင်မှာအဲ့ဒီအယုံနဲ့ပုံစံတူမျိုးနောက်ထပ်2ရုပ်ရှိပြပေမဲ့ဘာလို့လဲမသိဘူးအဲ့ဒီအယုံမတစ်ခုတည်းကိုပဲသူများတွေမမြင်အောင်တီးတန့်ဝတ်ထားရတယ်ဗျ။သူတန်တရားဝင်တာကတော့ဆိုင်ရှင်တွေကဘယ်သူမှအဲ့ဒီအယုတ်ကိုမဝယ်စေချင်လို့ဝတ်ထားတာဖြစ်ရမယ်တဲ့။အဲ့ဒီအယုတ်မှာတေးပူးနေတာမျိုးဖြစ်မှာကိုလည်းသူတို့ကြောက်နေကြတာလေ။အစကတော့ဂျေးလည်းဒါကိုအတိမထင်ခဲ့ဘူး။ဒါပေမဲ့အဲ့ဒီအယုတ်နဲ့အိမ်မှာအတူတူနေလာတာတနေ့ကြော်ကြာသွားတဲ့အချိန်မှာတော့သူ့အတွေးကမှန်နေပြီဆိုတာသိလိုက်ရတယ်ဗျ။အဲ့ဒီအယုတ်မှာကတခုခုထူးဆန်းနေတယ်လို့သူကထင်လာတာပါ။တနေ့တော့ဂျေးတယောက်အေကန်ထဲမှာနားနေရင်နဲ့သူကလေးကိုစောင့်ကြည့်နေတဲ့အချိန်ကင်မရာထဲမှာတကယ်ကိုကြက်တီးထားစရာမြင်ကွင်းတစ်ခုကိုမြင်လိုက်ရတာပါ။ကဲတေချာကြည့်လိုက်ပါဦးဗျာ I think I can see it on here. Hold on. Now it's done. Oh, wait, there it is. See if she moves. There it is. တေးကားတွေလည်းအတိုင်းပဲဗျာအဲ့ဒီအယုံမကသူ့ကိုကင်မရာနဲ့လမ်းရိုက်နေမှသိနေတဲ့အတိုင်းခေါင်းကိုဖြည်းဖြည်းချင်းလှည့်လာပြီးကင်မရာဘက်ကိုစိုက်ကြည့်လာတာဂျေးလည်းအယုံမကြီးခေါင်းလှည့်လာတာကိုမြင်ပြီးချက်ကြောက်လန့်လန့်နဲ့နောက်ကိုဆုတ်သွားခဲ့တာပေါ့ကြောက်ဖို့ကောင်းတာမှန်ပေမဲ့တစ်ဖက်ကကြည့်ရင်ဂျေးအတွက်ဒီမြင်ကွင်းကိုမြင်သွားတာတော်သေးတယ်ဗျကြည့်တဲ့သူအများစုကတော့အဲ့ဒီအယုံမတေးရဲပူးနေတာတကယ်အတီးပဲလို့ယုံကြည်နေကြတယ်ဒါပေမဲ့ဒီအယုံထဲမှာတကယ်တေးရဲပူးကတ်နေတာလားဒါမှမဟုတ်နောက်ွယ်မှာတခြားအဖြစ်တစ်ခုခုရှိနေမလားဆိုတာကတော့ခင်ဗျားတို့ပဲဆုံးဖြတ်ကြည့်ပါဦးဗျာအခုထိတော့ဒီမေကွန်းအတွက်အဖြစ်အတိအကျမရှိသေးပါဘူး